Sintra Portugal နိုင်ငံမှာရောက်နေတယ်လိုက်ကြည့်မလား ဒီမှာ Penna Palace နော် Penna နန်းတော်လို့ခေါ်တယ် ခဏလာနေစားစားရှုခင်ဆိုဘယ်သွားမလဲဆိုတော့ Sintra ရေထိုင်နော်ရေထိုင် castle တောင်းတယ် အဲ့ဒါရဲထိုင်မဟုတ်တယ်နော်ဒါပေမဲ့ရှောင်းနေတော့ဒါတွဲလို့ဒီနေ့ကတော့ဒီနေ့အထိသွားရင်လမ်းရှောင်းမှာဒါပေမဲ့လမ်းပေါ်မှာရှုခင်အရန်လာတယ် Moorish castle ဒီရဲထိုင်ရှေ့ရစုမှာစောက်ခဲ့တယ် ခုနောက်နေ့ကိုဆက်သွားမယ် Sintra line တို့လမ်းရှောင်းမှာ အဲ့ဒါ National Palace of Sintra အခု Sintra မှာနောက်ဆုံးနေရောက်နေပြီဒီမှာ initiation well လို့ခေါ်တယ်တကယ်တော့ရေတွင်မဟုတ်ပါဘူးဒီမှာအိုးရှေရှေတုံးကလှုပ်ဝက်အခမ်းအနားများလုပ်ခဲ့တယ်လိုင်းကူနဲ့အများကြီးရှိတယ် Sintra ကတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်